လွမ်းလို့ရေးတဲ့စာဇက်တင်ဟိုတနေ့က Facebook ပေါ်မှာဓာတ်ပုံလေးတစ်ပုံတွေ့တယ်။အတိမောင်လေးတစ်ယောက်ရိုက်ထားတဲ့ပုံမှာပဲ။ကောင်းကင်အပြာရင်နောက်ခံရဲ့တိမ်တွေရဲ့နေကြရိုင်းတွေရဲ့ဓာတ်ပုံလေးမှာချစ်ရတဲ့အရာ၃ခုသွားဆုံနေတော့ဓာတ်ပုံလေးကိုခွင်တောင်းပြီးတိမ့်ထားမိရဲ့။ဓာတ်ပုံထဲမှာနေကြရိုင်းတွေကလင်းထိန်နေအောင်လှနေတာ။တပြိုင်နက်တည်းဖွင့်နေကြတာ။နောက်ကျကျန်ခဲ့တဲ့ပန်းမရှိသလိုခွေပြုတ်သွားတဲ့ပန်းမရှိသလိုကိုပွင့်နေကြတာအဲ့ဒီလိုကြည်ပြနေတဲ့ကောင်းကင်ကြီးအောက်မှာလေကျမမှအားရလိုက်တာအဲ့ဒီနေရာကိုအပြေးသွားခြင်းစိတ်ကိုဖြစ်မိတာပဲသိတယ်မဟုတ်လားစိတ်ထဲအားရဝမ်းသာဖြစ်တဲ့အခါတယောက်ယောက်ကိုပြောပြခြင်းစိတ်ဖြစ်မိရမျိုးလေအဲ့ဒါခေါင်းနဲ့တယောက်မှကရောက်လာတဲ့သူတွေကလည်းမိန်းမတွေကြီးပဲအဲ့ဒီမိန်းမတွေကလည်းမြေပြုတ်မှာကုတ်တွေရက်တည်နေရတဲ့မိန်းမတွေကြီးဖြစ်နေရဲ့ကျမလေအဲ့ဒီနေကြရိုင်းတွေစီကိုအဲ့ဒီမိန်းမတွေနဲ့တွားကျင်တာထူးဆန်းမနေဘူးလားတကယ်ဆိုဒီလိုလာတဲ့အခင်းအကျင်းမျိုးကစစ်တဲ့သူနဲ့စပိန်လေးစီးရင်ပဲဖြစ်ဖြစ်လက်တွဲပြီးလမ်းလျှောက်ရင်ပဲဖြစ်ဖြစ်တွားရမယ်လမ်းမဟုတ်လားဒါပေမဲ့ကျမတွေးမိတာကျမအတူတွားကျင်မိတာအဲ့ဒီမိန်းမတွေပဲဖြစ်နေရဲ့အဲ့ဒီအလေးစားပေါက်နေတဲ့နေကြရိုင်းတွေကိုခေါ်ပြချင်တာအဲ့ဒီမိန်းမတွေဆိုတာကျမစီမတူတဲ့လမ်းကြောင်းတွေကနေမတူတဲ့ဇလန်းကိုစီနဲ့ရောက်လာကြတာတာမန်လို့ထင်ထားတဲ့လူတွေကတာမန်ထက်များနေတာတွေ့ရတယ်လို့တင်းမာတဲ့အရေးပြားအောက်ကလိုက်ပြော့နေတဲ့လေဟာနဲ့အချို့ကိုလည်းတီးခွင့်ရလိုက်တယ်နေကြရိုင်းတွေလိုပေါ့ရိုးရံတေးတေးပျော့ပျော့လေးနဲ့ပွင့်ချက်တွေကိုထိန်းထားရတယ်လို့ပေါ့ကျမနားလေတာပေါ့သမီးတစ်ယောက်ဘဝချစ်သူမိန်းကလေးဘဝအိမ်အောင်ရှင်မဘဝမိခင်ဘဝချစ်တတ်ပြီးတာဝန်နဲ့ကျေးဇူးတရားကိုသိတဲ့မိန်းမတွေရဲ့ဘဝကိုလေထားပါလေဒီခရီးတွေဆိုတာယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ဖြတ်တန်းရတာကြီးပါပဲလမ်းတွေတော့နည်းနည်းကွဲတာပေါ့ကျမလည်းစွမ်းအားရှင်မမဟုတ်တာကိုယ်တော်ခဏခဏခိုင်းမိနေတာသူများတရားဘယ်ကုပေးနိုင်မလဲတရားချင်းတိုင်းမိငါတော့သူ့လောက်မနာသေးဘူးငါကတော့သူ့ထပ်ပို့ခံနိုင်တယ်ဆိုပြီးပဲတွေးနေရတာဒါကြောင့်စိတ်ထဲလေအဲ့ဒီမိန်းမတွေပေါ်လာတာဖြစ်မယ်ကဲခရီးထွက်ကြမယ်ဟေးဆိုပြီးပဲအုပ်စုလိုက်နေကြရိုင်းတွေစီသွားကျင်တာတလန်လုံးကိုတရားတွေကိုဟာတာလုံးပြီးပြောသွားကြမယ်ပေါ့စိတ်ကူးကအဲ့ဒီလိုပါဆိုဒါကြောင့်စိတ်ထဲရှိလို့ပဲဖြစ်ဖြစ်မရှိလို့ပဲဖြစ်ဖြစ်အလကားမိန်းမတွေပါလို့မပြောမိအောင်နေစေချင်တယ်ဘာလို့ဆိုအဲ့ဒီစကားကြားရတိုင်းအော်သူခမအလကားမိန်းမတွေပဲတွေ့ဘူးရှာတယ်လို့ထင်မိသွားလို့လေ